အားလုံးပဲမင်္ဂလာပါအမင်းတို့မွန်းချန်ကရေရန်ပန်းချန်ကနေပြန်ပါပြီဒါကအပြန် vlog လေးကိုရိုက်ပြတာပါအစင်အရန်မှတ်တာလေးကိုကြည့်စေချင်လို့ပေါ့နော်ရေရန် DK Flower Garden ဆိုတက်တဲ့အခါမှာသူကားနဲ့ပဲတက်ပေးပါတယ်ဒီတောင်အောက်ကနေပြီးတော့သူ့ရဲ့ပန်းချန်ကိုအမင်းတို့တယောက်ကိုပတ်50ပေးရပါတယ်ဆိုတော့သူကလေလမ်းကျင်းတယ်တွေ့တဲ့အတိုင်းပဲလမ်းလည်းကျင်းတယ်ပြီးတော့အရန်လည်းတက်အစင်မှတ်တဲ့အတွက်ကြောင့်ကိုကားနဲ့ကိုဆိုအန်ဒီရများပါတယ်လာနေကြလူမဟုတ်ပို့တော့ဆိုပါသေးရပေါ့နော်ဆိုတော့သူတို့စီမှာပဲကိုကလိုင်းကစီးတာပို့ပြီးတော့ကိုအတွက် safe ဖြစ်ပါတယ်ကားပါကင်ကတော့တစ်စီးမှာ40ပါပဲသူစီကိုလာတဲ့လူတော်တော်များများကလေနိုင်ငံခြားသားတွေများတယ်နောက်တစ်ခုကသူကဘာကြောင့်လာလဲဆိုရင် activity လုပ်လို့ရတယ်ပေါ့နော် adventure နေရာလေးတွေရှိတဲ့အတွက်ကြောင့်မလို့အများစုကလာကြပါတယ်သူကားနဲ့ဆင်းနေဆိုရင်အောက်မှာလေသူတို့ကအကလေးလေးတွေစောင့်နေအပေါ်မှာလည်းတောင်ပေါ်မှာလည်းစောင့်တော့သူကအတက်ကားရှိရဲ့အစင်ကားရှိရဲ့ဆိုတော့သူကအမြင်နဲ့ပြောပေးနေရလေအဲဒါကြောင့်အရန်ကိုအဆင်ပြေပါတယ်ဒါသူတောင်အောက်ကရွာလေးပေါ့နော်ကဲအမင်းတို့ကားပါကင်နေရအောင်ဒါကတော့ပြန်နေရပါခဏနေတော့ကားပါကင်နေအောင်ရောက်ပြီးအဒမင်တို့တောင်အောက်ပြန်ဆင်းပါတော့မယ်ပေါ့နော်တောင်အောက်ပြန်ဆင်းတဲ့တောက်လျှောက်မှာလဲသူကလှတဲ့နေရာတွေရှိလမ်းဘေးပတ်ချာလဲမှာ30နေလဲရှိဒါသူ့ရဲ့လမ်းမရဲ့လမ်းဘေးပေါ့အတွင်းထဲတော့ဝင်စရာမလိုလမ်းဘေးပတ်ချာလဲမှာ30နေရှိပန်းချက်နေလဲရှိပြီးတော့ Rock River ဆိုတဲ့အဲ့ဒီလိုမျိုးစားတောက်ဆိုင်လေးတွေရှိအောင်နော်စားတောက်ဆိုင်တွေတန်းစီနေတော့ရေတကုံပေါ့ကြောက်တုံးနေပေါ်မှာရေတကုံပေါ်မှာသူစားတောက်ဆိုင်လေးလှုပ်ထားရဆိုတဲ့အတွက်ကြောင့်မလို့လှတယ်ပေါ့နော်ဓာတ်ပုံရိုက်လဲလှတယ်အရန်မိုက်ပါတယ်မွန်းစံကိုတခါတော့သွားလေပါမွန်းချန်လဲသူ့အလားတန်းနဲ့သူ့ပေါ့နော်အဲဒါကြောင့်မို့တော်တော်များများမြန်မာတွေကြားမှာနိုင်ငံခြားသားတွေကြားမှာသူကနာမည်ကြီးပါတယ်ကဲအဒမင်ကဒါလေးကိုရိုက်ပြပေးတာပါမတော်ဘူးတဲ့သူတွေအတွက်ပေါ့နော်အဒမင်ကအသေးစိတ်တော့မရိုက်ခဲလိုက်ရဘူးကွာလမ်းဘေးမှာရှိနေတဲ့ဟာလေးတွေကိုရိုက်ရင်းနဲ့ကိုပြောပြတာပေါ့နော်အဲဒါကြောင့်မလို့တချို့တွေကတေချာချာလေးရိုက်ထားပြီးတဲ့ပုံလေးတွေရှိတယ်ဆိုရင်လည်းအဒမင်ကိုအောက်ကနေ comment ကနေပဲတင်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက် vlog လေးမှာထပ်တွေ့မယ်